SSPP ဖွဲ့ကကူညီပြီးတော့လက်ခံပြီးလာကြိုပေးတာဖြစ်ပါတယ်ချတာလည်းပြောနိုင်ဒါလာရှိုးမှာလက်နက်ချအညံ့ခံခဲ့တဲ့စစ်တီတွေရဲ့စကားစားစစ်ကောင်စီစစ်တီတွေရဲ့မိသားစုဝင်တွေကိုစစ်ပွဲနဲ့အသက်ဆိုင်လို့တို့ပြန်လုပ်ပေးနေတာဖြစ်ပါတယ်။မမေးချင်းချင်းကူညီတဲ့အနေနဲ့SSPP ကလမ်းမှာကျွန်တော်တို့ဘဝလာပြီးတော့ကူညီပြီးဒီမိသားစုဝင်တွေကိုကြိုးစိုးပေးနေတာဖြစ်ပါတယ်။ရှေ့ကိုရောက်ရင်ပို့ပြီးသတိထားရမယ်နော်